ငါယုံတယ်သူ့ဝါသနာကိုသူဝတရားတစ်ခုလိုနေတိုင်းလေ့ကျင့်နေတဲ့ကလေးကွာဒီတန်းမှာမလို့အဖက်နဲ့ဘယ်နေရာမှဝဲမပါနဲ့နော်ရဲဘော်တွေပေးထားတဲ့အသက်ထက်ဆိုင်ရေးဆိုတော့ဘာမှမလုပ်လဲကျမရဲ့ဘဝအစိတ်ပိုင်းကိုချို့ကိုရေးရုပ်ရှင်ကားရဲ့မှာဇက်ဝင်နေနေတွေ့ရမှာ2021ကရစပြီးတော့တောက်လျှောက်ဖြတ်တန်းလာရတဲ့အတွေ့အကြုံအသစ်တွေကိုဆရာကိုခန့်ဆိုတာဝတ္ထုအဖြစ်နဲ့ဖန်တီးထားတယ်ဒရိုက်တာကိုဒီဖြစ်နေရတော့စင်ညောဒရိုက်တာအဖြစ်နဲ့အကောင်းဆုံးတင်ဆက်ပြသထားဖြစ်ပါတယ်မြေပြင်မှာရဲဘော်တွေနဲ့အချိန်အတိုင်းအတာတစ်ခုထိတူတူနေခဲ့ရဘူးသူတို့ရဲ့ခက်ခဲမှုပင်ပန်းမှုတွေကိုအမြဲစိတ်ထိတ်မှတတိယတယ်ဒီစကားလေးကလည်းသူတို့အပေါ်မှာညီညွတ်တဲ့အကြောင်းအရာတွေအများကြီးပါဝင်ပါတယ်စကားအဆဆိုတော့ဩစတြေးလျမဲဘက်မှာစက်တင်နေဆောက်ပြီးတော့တိထိုက်ပြင်ဆင်ပြီးရိုက်ကူးခဲ့ရပါပြင်ဆင်နေကတော့6လလောက်ရှိခဲ့တယ်ရိုက်ကူးတဲ့အချိန်ကတော့1လကျော်လောက်ကြာတယ်ဩစတြေးလျမဲဘက်မှာရှိတဲ့တော်လန်ရေးမိသားစုရဲ့ပါဝင်ကူညီမှုကြောင့်အားလုံးအဆင်ပြေပြေပြီးခဲ့ပါတယ်ကျမတို့ရဲ့မြေပြင်မှာရှိတဲ့ရဲဘော်တွေကိုမမေ့စေဖို့နဲ့နောက်တစ်ချက်ကအမှန်တရားတစ်ချိန်မှာအနိုင်ရရမယ်ဆိုတဲ့ကျမတို့ရဲ့မျှော်လင့်ချက်တစ်ခုအဲ့စကားလေးကိုကြည့်ပြီးတဲ့အခါမှာတစ်ခုခုရမယ်လို့ယုံကြည်ပါတယ်စစ်အာဏာရှင်ရဲ့ရဲစက်မှုကိုကမ္ဘာကိုသိစေချင်တယ်အားကြောင့်ကျမတို့ကလည်းကျမတို့တက်ဆွနဲ့အမှုပညာနဲ့နောက်တစ်နေရာပေါင်းကြရပါရေးစကားလေးကိုဒရိုက်တာကကျမတို့တရုပ်ဆောင်ပြီးတော့ပါဝင်တဲ့ team တစ်ခုလုံးကအစွမ်းကုန်ကြိုးစားထားကြပါတယ်။မကြခင်မှာလည်းနိုင်ငံတကာမှာပြသရမှာဖြစ်တဲ့အတွက်အားလုံးလာရောက်ပြီးကြည့်ရှုပြီးတော့ဖိတ်ခေါ်လိုက်